အရင်ဗီဒီယိုမှာ AutoCAD ထဲကဒီ grip line တွေကို Revit ထဲကိုကူးထည့်နည်းကိုကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒီတစ်ခေါက်မှာတော့ Revit ထဲမှာပဲ grip line တွေ level line တွေကို manually ဘယ်လိုဆွဲလို့ရမလဲဆိုတာကိုရှင်းပြအောင်မှာဖြစ်ပါတယ်တော့ဆွဲတဲ့နည်းတွေထဲမှာဒီ temporary dimension ရဲ့ listening dimension ကိုသုံးပြီးတော့ဆွဲတဲ့နည်းရဲ့ဒီ copy paste လုပ်ပြီးတော့ဆွဲတဲ့နည်းပေါ့နော်ဒီနည်းကိုကျွန်တော် sharing လုပ်သွားမှာဖြစ်ပါတယ် grid line တွေစဆွဲတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးသွားမှာတော့ဒီ plan view ပေါ့နော် floor plan ဖြစ်ဖြစ် structural plan ဖြစ်ဖြစ်တခုခုကိုသွားမယ်ပြီးလို့ရှိရင်ဒီ architecture ဒါမှမဟုတ်ဒီ structure tab ထဲမှာဒီဘက်ဘေးမှာ grip ဆိုတဲ့ option ရှိတယ်ပေါ့နော်အဲ့ဒါကိုရွေးရမယ်ကျွန်တော်စဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ bubble လေးပေါ့နော်ဒီ navigate တက်မဲ့နေရာကဘယ်နေရာလဲဆိုတာကိုအရင်ဆုံးစဉ်းစားပေါ့နော်တကယ်လို့ကျွန်တော်က bubble လေးကိုအပေါ်မှာထားခြင်းနဲ့ဆိုလို့ရှိရင်အောက်မှာတစ်ချက်နှိပ်မယ်ပြီးရင်အပေါ်မှာနှိပ်မယ်ပေါ့နော်ဒီလိုမျိုးဒီ end point မှာသူကအမြဲတမ်း bubble လေးကိုပြလေးရှိတယ်အဲ့ဒီတော့ကျွန်တော်ကဒီ bubble ထားခြင်းတဲ့ဘက်ကိုဒီ end point အနေနဲ့ထည့်ပေါ့နော်တကယ်လို့အောက်မှာ bubble ထားခြင်းနဲ့ဆိုလို့ရှိရင်အပေါ်ကိုတစ်ချက်နှိပ်မယ်ပြီးတော့အောက်ကိုတစ်ချက်နှိပ်မယ်ပေါ့နော်ဒါကဒီ bubble တွေကိုလိုမျိုးထားရနေပေါ့နော်တကယ်လို့ကျွန်တော်ကမှားနှိပ်ပြီလို့ဒီအပေါ်မှာထားခြင်းနဲ့အောက်မှာမထားခြင်းဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ၄တောင်းပုံစံအမှန်ကြီးလေးကိုရွေးပေးမယ်ဆိုလို့ရှိရင်အပေါ်ကိုရောက်လာတယ်ပေါ့နော်အောက်ကကောင်ကိုဖျောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့သူလည်းဒီ၄တောင်းလေးကိုအမှန်ကြီးလေးထုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကပျောက်သွားမယ်ပေါ့နော်တော့ဆက်ပြီးတော့ဒီ temporary dimension ကိုသုံးပြီးတော့ဒီ grip line တွေကို edit လုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဘက်ဘေးကဒီ grip line number 2ကိုဒီဘက်ဘေးကိုပေ20နဲ့အနေနဲ့ပြောင်းကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီကြားမှာဒီ15ပေဆိုတဲ့ဟာလေးရေးထားတယ်ပေါ့နော်အဲ15ပေနေရာကိုကျွန်တော်တစ်ချက်မှတ်ပြီးတော့20လို့ရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်က spacing က20ဘက်ကိုပြောင်းသွားတယ်ပေါ့နော်အဲ့လိုမျိုးဒီကြားကဒီ temporary dimension လေးကိုကျွန်တော်က temporary dimension လို့ခေါ်တယ်ဒီ dimension လေးကိုကျွန်တော်ကဒီ edit လုပ်ပြီးတော့ဒီ grid line တွေကိုဘေးကိုရွှေ့လို့ရတယ်ပေါ့နော် spacing တွေကို edit လုပ်လို့ရတယ်တကယ်လို့ကျွန်တော်ကဒီ20မဟုတ်ဘဲနဲ့20ပေနဲ့20ပေခွဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်20ပြီးရင် space bar 6လို့ရိုက်မယ်ဆိုလို့ရှိရင်ဒီကောင်က20ပေနဲ့6လက်မဆိုဒီကောင်ကနားလဲတယ်ပေါ့နော်ကျွန်တော်အပေါ်ကနေပြီးတော့ဒီပေလေးလက်မဆိုင်းတွေကိုထည့်ပြီးတော့ရေးစရာမလိုပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ enter ခောက်မယ်ဆိုလို့ရှိရင်ဒီကောင်က20ပေခွဲပေါ့နော်20ပေနဲ့6လက်မ spacing ရှိတယ်ဒီ grip line လေးကိုဒီကောင်ကဆွဲပေးတယ်ပေါ့နော်ဒါက temporary dimension ကိုဆွဲပြီးတော့ရှိပြီးသား grip line တွေကို edit လုပ်တဲ့ဟာပေါ့နော်ဆက်ပြီးတော့ listening dimension ကိုသုံးပြီးတော့ကျွန်တော် grip line တွေကိုဆက်ပြီးတော့ဆွဲမယ်ပေါ့နော်ကျွန်တော်ဒီလိုမျိုးဆွဲရတဲ့အခါမှာဒီကြားမှာ dimension လေးတစ်ခုပေါ်လာတယ်ပေါ့နော်အဲ dimension ကိုကျွန်တော်တို့က listening dimension လို့ခေါ်တယ်ဒီကောင်လေးကကျွန်တော်တို့နောက်တစ်ခုဆွဲမဲ့ grip line ရဲ့ spacing ကိုဒီကောင်ကဖော်ပြရတယ်ပေါ့နော်တကယ်လို့နောက်တစ်ခုဆွဲမဲ့ grip line က15 base spacing ဆိုလို့ရှိရင်ကျွန်တော်က15ကိုရိုက်ပြီးတော့အနားခောက်မှဆိုလို့ရှိရင်ကျွန်တော်က15 base ရှိတဲ့ဒီ grip line တစ်ခုကိုစပြီးတော့ဆွဲလို့ရတယ်ပေါ့နော်တကယ်လို့ကျွန်တော်ကနောက်တစ်ခုကကြာတော့ပေ20ဆိုလို့ရှိရင်ခုနလိုပဲဒီနားလေးမှာဒီ temporary dimension လေးကို20လို့ရိုက်ပြီးတော့အနားခောက်မှဆိုလို့ရှိရင်ကျွန်တော်ကပေ20 spacing ရှိတဲ့ grip line နောက်တစ်ကြောင်းကိုထပ်ဆွဲလို့ရတယ်ပေါ့နော်ကျွန်တော်ဒီ vertical grip line တွေပြီးပြီဆိုတော့ horizontal grip line တွေကိုဆက်ပြီးဆွဲမယ်ပေါ့နော်အဲ့တော့ကျွန်တော် grip line ကိုပြန်ရွေးမယ်ခုနလိုမျိုးပဲပေါ့နော်ကျွန်တော် end point မှာထားခြင်းနဲ့ဆိုလို့ရှိရင်ဒီဘက်ဘေးကနေပြီးတော့ဒီဘက်ကိုဆွဲမယ်ပေါ့နော်အဲ့တော့ဒီတစ်ခါမှာကကြာတော့1 2 3 4 5ဆိုပြီးတော့ဒီကောင်ကဒီ bubble လေးရဲ့နံပါတ်ကိုပြရတယ်ပေါ့နော်တကယ်လို့ကျွန်တော်ကဒီ h y-axis မှာဆိုလို့ရှိရင်ဒီ abc နဲ့ထားမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်လေးကိုမှတ်ပြီးတော့ a လို့ပြောင်းလိုက်မယ်ပေါ့နော်အဲ့အခါမှာကျွန်တော်နောက်ထပ်ဆွဲမဲ့ဒီ grip line တွေက a b c d ဆိုပြီးတော့ဒီကောင်ကအစင်လိုက်ပြရတယ်ပေါ့နော်ဒါကတော့ဒီ temporary dimension တွေ listening dimension တွေကိုသုံးပြီးတော့ဒီ grip line ဆိုတဲ့နည်းပေါ့နော်ဆက်ပြီးတော့ဒီ copy paste လုပ်တဲ့နည်းကိုဆက်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှိပြီးသားဒီ grip line တွေကိုပြန်ပြီးတော့ဖြတ်လိုက်မယ်ဖြတ်ချင်ရင်ဒီပေါ်ပိုင်းမှာပေါ့နော်ဒီ delete ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ဖြတ်လို့ရတယ်ကျွန်တော်တို့ keyboard ကဟာကိုနှိပ်ပြီးတော့ဖြတ်လိုက်ရတယ်ပေါ့နော် copy paste နည်းဆွဲမယ်ဆိုတော့ကျွန်တော်တို့ကဒီ grip line ကိုပဲပြန်ပြီးတော့ရွေးလိုက်မယ်သူကကျွန်တော်တို့ခုနကတော့ ABCD ဆိုတော့ဒီကောင်က E အနေနဲ့ထပ်ပြီးတော့ပြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကို1ပြန်ပြောင်းလိုက်မယ်
အဲ့တော့ကျွန်တော်ကဒီကောင်လေးကို copy paste လုပ်ပြီးတော့ဒီဘက်ဘေးမှာ grip line တွေကိုဆက်ပြီးတော့ဆွဲသွားမယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုအရင်ဆုံး select မှတ်မယ် select ဒီကောင်အရင်ဆုံး select မှတ်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီဘက်အပေါ်ပိုင်းလေးမှာ copy ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော် copy ကိုတစ်ချက်နှိပ်မယ်အဲ့အခါမှာ copy ဒီကောင်ကိုလုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ set လောက်ကမှာဒီတူးနှစ်ခုကကြား distance ရွေးရမယ်ပေါ့နော် distance ရွေးဖို့ဆိုလို့ရှိရင်ဒီကောင်ကိုတစ်ချက်ထပ်ပြီးတော့ start point ပြရမယ်ပြီးလို့ရှိရင်ကျွန်တော်ကခုနပြောတဲ့ဒီ Java listening dimension ကိုသုံးပြီးတော့ grip line တွေကိုဘေးနားကိုလိုမျိုးပေါ့နော်ဒီကူးထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်10 ပေးလိုချင်ဆိုလို့ရှိရင်10 ပေးရိုက်မယ် enter ခေါက်မယ်15ဆိုလို့ရှိရင်15ခေါက်မယ် enter ခေါက်မယ်20ဆိုလို့ရှိရင်20ရိုက်မယ် enter ခေါက်မယ်ဒီလိုမျိုးနည်းကိုသုံးပြီးတော့ကျွန်တော်တို့က grip line တွေကို copy paste လုပ်ပြီးတော့ကူးလို့ရတယ်ပေါ့နော်ဒီကောင်ကတော့ပို့ပြီးတော့မြန်တယ်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဆက်ပြီးတော့ဒီ level line ဆွဲတဲ့ဘက်ကိုတောင်းမယ်ပေါ့နော် level line ဆွဲဖို့ဆိုလို့ရှိရင်ဒီ elevation view တစ်ခုခုကိုဝင်ရမယ်ဒီဘက် project browser ထဲမှာ elevation တွေကတစ်ခုခုကိုဒီဘက် click နှိပ်ပြီးတော့ရွေးမယ်ပြီးလို့ရှိရင်ဒီ architecture တွေကဖြစ်ဖြစ် software တွေကဖြစ်ဖြစ်ဒီ cricket အပေါ်မှာ level ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်အကောင်ကိုရွေးမယ်အဲ့တော့ခုနလိုပဲဒီ listening dimension ကိုသုံးပြီးတော့ဆွဲလို့လည်းရတယ် copy paste လုပ်ပြီးတော့ဆွဲလို့လည်းရတယ်ပေါ့နော်ကျွန်တော်ဒီမှာခုနအတိုင်း listening dimension ကိုသုံးပြီးတော့ဆွဲလိုက်မယ်ဒီမှာကျွန်တော်က spacing 10 ပြီဆိုလို့ရှိရင်10ရိုက်မယ် enter ခေါက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီလိုမျိုးဆွဲလို့ရတယ်ပေါ့နော်ဒီအခါမှာကျွန်တော်ကဒီနှစ်ခုက menu ဆိုလို့ရှိရင်ဒီကောင်ကို select မှတ်ပြီးတော့ဒီဘက်ဘေးကိုဒီလိုမျိုးရွှေ့လို့ရတယ်ပေါ့နော်ဒီခုနလိုပဲဒီဘက်ဘေးမှာ level ပြနေတယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုအမှန်ချစ်ပြီးတော့ level ကိုပြလို့ရတယ်ပေါ့နော် grip line နေအရင်ရှည်နေဆိုလို့ရှိရင်ကျွန်တော်က grip line ကိုတစ်ချက် select မှတ်ပြီးတော့ဒီဘက်ဘေးကအပြာရောင် line လေးပေါ်နေပြီဆိုလို့ရှိရင်ဒီလိုမျိုးရွှေ့လို့ရတယ်ပေါ့နော်ဒီကောင်ကတခါတည်းအကုန်လုံးကိုရွှေ့ပြီးသားဖြစ်တယ်ဒီ grip line နေဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်တစ်ခုကို select မှတ်ပြီးတော့ဒီအပြာရောင် line လေးပေါ်လို့ရှိရင်ဒီလိုမျိုးအပေါ်ကိုရွှေ့မယ်ဆိုလို့ရှိရင်တခြားအကောင်တွေပါလိုက်ပြီးတော့ပါလာတယ်ပေါ့နော်ဆက်ပြီးတော့ဒီ level line တွေကို copy paste လုပ်ပြီးတော့ဆွဲသွားမယ်အဲ့တော့ခုနလိုပဲဒီကောင်ကို select မှတ်မယ်ပြီးရင်ဒီရဲ့အပေါ်မှာ copy ဆိုတဲ့ဟာလေးကိုရွေးမယ်ဒါမှမဟုတ် keyboard မှာ shortcut အနေနဲ့ CO နှိပ်ပြီးတော့ရွေးလိုက်ရတယ်ပေါ့နော်အဲ့တော့အမှန်ဆုံးအနေနဲ့ copy ရွေးပြီဆိုလို့ရှိရင်ကျွန်တော်က start point အနေနဲ့ဒီကောင်ကိုထပ်ပြီးတော့ select မှတ်မယ်အဲ့ဒါမှဒီကြားမှာ listening dimension လေးပေါ်လာမှာပေါ့နော်အဲ့တော့ဒီ listening dimension ကိုသုံးပြီးတော့ကျွန်တော်ကဆွဲလိုက်ရတယ်ကျွန်တော်ဒီမှာတော့အမြန်ပဲဆွဲလိုက်မယ်ပေါ့နော်အခါမှာကျွန်တော်ကဒီမှာကအပြောင်လေးတွေဖြစ်ပြီးတော့ဒီဘက်ဘေးမှာကျတော့အမဲရောင်လေးတွေဖြစ်နေရပေါ့နော်ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ဒီကောင်းက level တွေကဒီ floor plan မှာဆိုလို့ရှိရင်ပါမလာဘူးပေါ့နော်ဒီမှာဆိုရင်1 2 3ဆိုပြီးတော့ဒီမှာရှိတယ်ဒီကောင်းကကျတော့4 5 6 7ကဒီမှာ floor plan မှာမပါဘူးပေါ့နော်အဲ့ဒီအခါမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ view ထဲမှာ plan view နေရာမှာဒီ floor plan ကိုရွေးပြီးတော့ဒီကောင်လေးကို select မှတ်မယ်။ခွေးနှိပ်မယ်ဆိုလို့ရှိရင်ဒီကောင်လေးက4 5 6 7ကဒီ floor plan တွေကိုရောက်လာတယ်ပေါ့နော်။ဒီ grid line ရဲ့နာမည်ကိုလည်းကျွန်တော်က edit လုပ်လို့ရတယ်။ဒီကောင်ကိုတစ်ဖက်ကလေးနဲ့နှိပ်ပြီးတော့ဒီနာမည်ကိုချိန်လို့ရတယ်ပေါ့နော်။ဒီ base level လို့ပြောင်းလိုက်မယ်။အခါမှာသူကဒီ level 1ကို base level အနေနဲ့ဒီ floor plan နေရာမှာထည့်ချင်လားလို့မေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်က yes လို့ပေးလိုက်မယ်အဲ့အခါမှာဒီ level 1ကနေပြီးတော့ base level အနေနဲ့ဒီကောင်ကပြောင်းသွားတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ကဒီ grid line တွေကအရန်ကတ်နေလို့ရှိရင်လိုမျိုးပေါ့နော်စာတွေကအရန်ကတ်နေဆိုလို့ရှိရင်ကျွန်တော်ကဒီ elbow လေးချိုးပြီးတော့စာကိုထိုးလို့ရတယ်ဒီမှာတစ်ချက်မှတ်ပြီးတော့ဒီမှာပေါ့နော်ဒီကြားလေးမှာဒါလေးကိုတစ်ချက်နှိပ်မယ်ဆိုလို့ရှိရင်လိုမျိုးပေါ့နော်ဒီ elbow လေးချိုးပြီးတော့ဒီ grid တွေရဲ့ level ကိုဒီ level line နဲ့ဒီနာမည်တွေကိုပြလို့ရတယ်ပေါ့နော်ဒီကောင်လေးကိုနှိပ်ပြီးတော့လဲကျွန်တော်ကဒီလိုမျိုးအပေါ်အောက်ရွှေ့လို့ရတယ်ဒီကောင်လေးရဲ့အလိုပဲပေါ့နော်ဒီ elbow လေးကိုတစ်ချက်နှိပ်ပြီးတော့ဒီသူတို့ရဲ့နာမည်တွေဒီ level တွေကိုအပေါ်အောက်ရွှေ့ပြီးတော့ edit လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာဒီ grip line တွေ level line တွေဆိုတဲ့နေကိုရှင်းပြခဲ့တာဖြစ်ပါတယ်နောက်ဗီဒီယိုကြရင်တော့ဒီ wall တွေဆိုတဲ့နေကိုတောင်းမယ်ပေါ့နော်ဒီဗီဒီယိုကမိတ်ဆွေတို့အကျိုးရှိမယ်လို့ထင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ